ခွေးတကောင်ကဒေါ်လာ3 တန်းတန်ဖမ်းကြီးကားတစ်ချက်ကိုဖျက်ဆီးပစ်လိုက်တယ်။လုံခြုံရေးဝန်ထမ်းတယောက်ကပြေးပြီးတားဖို့ကြိုးစားပေမဲ့အဲ့လာကခွေးကိုပိုးပြီးတောင်းကျမ်းသွားစေတယ်။ပြားတိုက်လာကြည့်တဲ့သူတွေကခွေးရဲ့အပြုတ်မှုကိုဒေါသတကြီးနဲ့အော်ဟစ်ကြိမ်မောင်းကြပြီးခွေးယူလို့တော့ခေါ်ခဲ့ကြတယ်။ဒါပေမဲ့ခွေးရဲ့ပစ်မှကပန်းကြီးကားမဟုတ်ခဲ့ပါဘူး။ပန်းကြီးကားပေါင်းအောက်ကနေရန်အကွဲချောင်းကိုနှာခေါင်းနဲ့ပုတ်တိုက်ပြီးတိုးတိုးလေးဥနေခဲ့တယ်။ရဲတွေကအထီးကတုံးနေနေပိုက်ကွန်တွေနဲ့ရောက်လာတဲ့အထိအဲ့ဒီနေရာကနေဖယ်မပေးခဲ့ဘူး။အဲ့ဒီခါတခန်းလုံးချက်ချင်းတိတ်ဆိတ်သွားတယ်။ခွေးကပလတ်စတာနေရန်ထဲမှာပုံနေတဲ့တစ်ခုခုကိုကိုက်ဆွဲနေတာပါ။ပြီးတော့ဝါယာချိုးတစ်ချောင်းကိုဆွဲထုတ်လိုက်တယ်။ရဲတွေတစ်ခုခုကိုရိမ့်မိသွားပုံရပြီးနေရန်ပြားကိုအမြန်ရက်ချိုးဖွင့်ချလိုက်တယ်။အဲ့ဒီအထက်မှာအနဲ့ရောင်ဝတ်စုံနဲ့လူတယောက်ပုံနေတာပါ။သူကပြားတိုက်ရဲ့ပင်မမိကန်တိတ်တာစီကိုရောက်ဖို့နေရန်ကိုဖောက်နေခဲ့တာဖြစ်တယ်။ရဲတွေကသူ့ကိုဖမ်းဆီးပြီးလက်ထိတ်ခတ်လိုက်ကြတယ်။လာကြည့်တဲ့သူတွေကခွေးကိုအထင်လဲမိမှန်တီးသွားကြပြီးတော့အားလုံးပြန်ထွက်သွားကြတယ်။အဲ့ဒီနောက်ခွေးကလေးစိတ်ပြေးလန်းစီကိုအမြန်ပြီးသွားပြန်တယ်။လေရင်ပြန်တက်မိတာကိုတားဖို့ကြိုးစားနေတာပါ။လောင်စာကြီးရိုးစိတ်နေတဲ့အနံ့ကိုသူရထားလို့ပါပဲ။ဘဲကမှမတည်တဲ့လုံခြုံရေးတယောက်ကခွေးကိုဖမ်းဖို့ကြိုးစားပေမဲ့ခွေးကလေရင်ခန်းလေးကိုဝင်ပြေးသွားနေပါပြီ။ခရီးသည်တွေကအရန်လန့်သွားကြပြီးလေရင်မဲတွေကိုအော်ဟစ်ပြောဆိုကြတော့တယ်။ဒီလေလွန့်ခွေးကိုအပြင်းထုတ်ပေးဖို့ပြောကြပေမဲ့ခွေးကတော့မရတန်ခဲ့ဘူး။လေရင်မူးခန်းလေးကိုတန်းတန်းမမဝင်သွားပြီးလေရင်မူးကိုကျဲကျဲလောင်းလောင်းဟောင်းသွားတော့တယ်။အဲ့ဒီနေရာကလည်းမဖယ်ပေးဘူး။လေရင်မူးကိုလည်းထိန်းချုပ်ခလုတ်တွေကိုင်းခွင့်မပေးဘူး။လူတိုင်းကအရန်ဒေါသထွက်နေကြပြီးခွေးယူနေပြီလို့ပဲထင်ခဲ့ကြတာပါ။ဘာမှလုံးမရတဲ့အဆုံးခွေးကခရီးသည်တွေရှိတဲ့အခန်းဘက်ကိုပြန်ပြေးသွားတယ်။ပြီးတော့အရေးပေါ်ထွက်ပေါက်ကလက်ကင်ကိုစပြီးကောက်ချင်နေတယ်။ဝန်ထမ်းတွေတကားလာဖွင့်ပေးတဲ့အထိအဲ့ဒီနေရာမှာပဲအချင်းပြေစောင့်နေကြတယ်။မကြခင်မှာပဲအရေးပေါ်ဆင်းနဲ့စလော့ပြွန်ပွင့်သွားပြီးလူတိုင်းကိုလေရင်ပေါ်ကနေအတင်းဆင်းခိုင်းခဲ့ရတယ်။10 စက္ကန့်တော့မကြာလိုက်ဘူးလေရင်ရဲ့ဘယ်ဘက်အင်ဂျင်ပောက်ကွဲသွားပါတော့တယ်။အဲ့ဒီတော့မှသူတို့တွေခွေးကိုအထင်လဲမိပြန်ဆိုတာသိသွားကြပြန်တယ်။ဒါကြောင့်လူတွေကခွေးလေးလုတ်ခဲ့တဲ့အရာတွေအတွက်ချီချူးကြူးပြူးကိုဆုံးဖြတ်လိုက်ကြတယ်။အဲ့ဒီအထဲမှာတင်လဲအပါဝင်ပေါ့